Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဓာတ်ပုံမေးရိုက်ပြီးတော့ editing မလုပ်တတ်တဲ့သူတွေအတွက်အကောင်းဆုံး application တစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်ဒီ application ကတော့အသုံးရတာလည်းလွယ်ကူပြီးတော့ professional photographer တွေကိုယ်တိုင်အသုံးပြုနေတဲ့ application ဖြစ်ပါတယ်ဒါပေမဲ့သူတို့ကတော့ဒီ application ကိုလူတွေကိုသုံးဖို့ညွှန်ပေးမှာမဟုတ်ပါဘူးဒါပေမဲ့အဲ့ application ကိုကျွန်တော်ဒီနေ့ပြပြသွားမှာဖြစ်ပါတယ်နာမည်ကြီးရဲ့ application တွေလို့ဈေးကြီးပေးပြီးတော့လည်းဝယ်စရာမလိုပါဘူး free အနေနဲ့လည်းသုံးလို့ရတယ်ဒါအပြင်ဟိုမှာခုခေတ်စားနေတဲ့ AI နဲ့လည်းပုံတွေရိုက်လို့ရတယ်ပုံတွေကိုလည်းပြင်လို့ရမှာဖြစ်ပါတယ်သူ့ရဲ့အကောင်းဆုံးအချက်ကတော့ Camera Pro ဆိုတဲ့ function လေးဖြစ်ပါတယ်အဲ့ဒါကဘယ်လိုလူတွေအတွက်အဆင်ပြေလဲဆိုတော့ iPhone နဲ့ဓာတ်ပုံရိုက်နေတဲ့သူတွေအတွက်အကောင်းဆုံး function ဖြစ်ပါတယ်နောက်တစ်ခုကတော့ဓာတ်ပုံပဲ edit လုပ်လို့ရမှာမဟုတ်ဘဲနဲ့ video တွေကိုလည်းကောင်းကောင်းမွန်လေး edit လုပ်လို့ရတဲ့ application ဖြစ်ပါတယ်အဲ့ဒီ application လေးကတော့ Reglance ဆိုတဲ့ application လေးဖြစ်ပါတယ်သူကတော့ free အနေနဲ့လည်းသုံးလို့ရတယ်လို့တစ်နှစ်လုံးစာအတွက်လည်း$16ပဲကျမှာဖြစ်ပါတယ်တကယ်လို့ကိုကဒီ application ကိုကြိုက်လို့တစ်သက်လုံးစာအနေနဲ့သုံးမယ်ဆိုလို့ရှိရင်လည်းတစ်သက်လုံးစာအောင်မှ$25ပဲကျပါတယ်အဲ့ဒါကတော့ pro feature တွေသုံးမှဖြစ်ပါတယ်တကယ်လို့ကိုကပုံမှန်အတိုင်းလေး edit လေးဓာတ်ပုံ edit လေးနည်းနည်းပါးလုပ်မယ်ပါညာဆိုရင်တော့အဲ့လောက်ကြီးမလိုပါဘူးဒီနေ့ကတော့ဒီ application အကြောင်းကိုပဲပြပြသွားတာဖြစ်ပါတယ်တကယ်လို့ကိုကစိတ်ဝင်စားရဆိုလို့ရှိရင်ကိုယ်တိုင် download လုပ်ပြီးတော့စမ်းကြည့်လိုက်ပါကျွန်တော်နောက်နေ့မှလည်းသုံးလို့လွယ်ကူတဲ့ tips and tricks လေးအကြောင်းကိုဗီဒီယိုတင်ပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်